Hi အားလုံးပဲမင်္ဂလာပါ Treasure ဖြစ်ပါတယ် Treasure ပါဒီနေ့ဘာမှမဟုတ်နည်းနည်းစကားလေးနည်းနည်းပြောချင်တာလေဟိုသဘောကျရဲ့ပစ္စည်းလေးကြောင်းပြောချင်တာလေတပုတ်မပေါ့မှဗီဒီယိုရိုက်လိုက်တာပေါ့နော်အဲ့တော့ကြာဟိုတနေ့ကပေါ့နော်ဒီဟိုdress store မှာတွားပြီးတော့နားချက်တန်ဝယ်လာနားချက်တန်လေးကိုသဘောကျလို့ဒီနားချက်တန်လေးပေါ့နော်ဒီနားချက်တန်လေးကသူကဒီမှာဘာလို့သဘောကျလဲဆိုဒီထိတ်ကကြတော့သူကအလုံးဒီမှာကြတော့သူအကွေးလေးပါတယ်အကွေးလေးဆိုကြတော့ဘောနော်ကိုရတာဖာရအဲ့လိုမျိုးကတော့ရတယ်ပေါ့နော်ဒါပေမဲ့အဆောင်ကဒါ plastic လို့ထင်တယ် plastic မဟုတ်ဒါဂွန်းနဲ့ပဲလုပ်ထားတာပေါ့နော်ဟိုဘယ်လောက်တောင်အဆင်ပြေလဲဆိုတာပေါ့နော်ဒီတစ်ခုထဲမှာဒီနှစ်မျိုးသုံးလို့ရတာသူကဒီမှာရေးထားတာဗာလဲဆိုအိုကိုနာတော့မီမီခါကီခိုခွန်းဆိုပြီးရေးထားရှိဒီမှာအိုကိုနာတော့မီမီခါကီခိုခွန်းဆိုပြီးရေးထား price ကတော့ဘယ်လောက်လဲတော့မသိ price ကတော့မိသွားပြီဒီတစ်ထုပ်ကိုသူကပေါ့နော်ဒီအခု90ပါတယ်သူကကော်တွန်နဲ့လုပ်ထားတာပေါ့နော်ပေါ့နော်ကော်တွန်နဲ့လုပ်ထားတာပြောရချာဒီ packaging လေးကလည်းတော်တော်လေးကိုဘယ်လိုပြောရမလဲ friendly ဖြစ်တယ်ပေါ့နော် environmental friendly ဖြစ်တယ် packaging လေးကလည်းအဲ့လိုပုံစံမျိုးလေးเนาะပြောကြတော့ဒီမှာအဲ့လိုဟာ recycle လုပ်လို့ရတဲ့ဟာပေါ့နော်ဘယ်ကုမ္ပဏီကထုတ်တာလဲဆိုတော့ကြာ Hewa Medical Kabuski ခိုင်းရှာနေပြီးတော့ထုတ်ထားဖြစ်တယ်ပုံမှန်နားကြက်တန်နေထက်စားရဆိုလို့ရှိရင်ဒါလေးကမီနာဆန်တို့300အဆင်ပြေမယ်ထင်လို့ပေါ့နော်ကျမအနေနဲ့လည်းသဘောကျလို့ထွက်ရှာကျမအနေနဲ့သဘောကျရပေါ့နော်အဲအကြောင်းမလို့share ပြလိုက်တာပါအဲ့တော့အထက်ကကြာဒါမျိုးလေးသူကဒီမှာကြာအကောက်ကလေးပါတယ်ဒီမှာကျတော့ဒီအလုံးလေးပေါ့နော်နှစ်ခုစလုံးကိုဒီလိုမျိုးဒီကနေသူကဆွဲလိုက်မယ်ဆိုလို့ရှိရင်သူကဘေးနှစ်ဖက်ထိပ်ကိုဒီလိုမျိုးဆွဲဆွဲမိသွားပြီဒီလိုမျိုးဆွဲလိုက်မယ်ဆိုလို့ရှိရင်သူကဖောက်လို့ရတယ်ပေါ့နော်ဟိုလိုထိပ်ကနေပြီးတော့ကြတော့သွားစရာမလိုဘူးအဲ့လိုမျိုးပုံစံမျိုးလေးပေါ့နော်လုပ်ထားတာအရန်ဟိုအဆင်ပြေရပေါ့ဒါမျိုးလေးဖြစ်ပါတယ်ဒါမျိုးဖြစ်ပါတယ်ပြီးတော့ဘူးလည်းမဟုတ်တော့အထုပ်ကလေးနဲ့ဆိုကြတော့တဲရလည်းဟိုဝင်ပေါ့တယ်ပေါ့နော်တဲရလည်းဝင်ပေါ့တယ်ခရီးပါသွားကြဆိုလို့ရှိရင်လည်းတဲရပို့ပြောအဆင်ပြေဒါမျိုးထုပ်ကလေးပါမအဖြူလေးနော်အဲ့လိုလေးဒါလေးဖြစ်ပါတယ်ခရီးသွားလို့ရှိရင်လည်းအဆင်ပြေဒါမျိုးလေးကနှစ်ခုစလုံးစော်ကြလေပုံမှန်နားရတဲ့တော့ကြတော့အဲ့လိုမျိုးနားရရဲဆိုလို့ရှိရင်ဒီလိုမျိုးလေး function တစ်မျိုးပါတယ်ဟာဆိုလို့ရှိရင်အဆင်ပြေမယ်လို့ထင်တယ်ဝယ်ခဲ့တာ dress store မှာပဲအဲ့ dress store ပေါ့နော်အဲ့ dress store မှာဝယ်ခဲ့တာအဲ့အတွက်ကြောင့်မလို့မိနာဆန်တို့လည်းတကယ်သဘောကျရဆိုလို့ရှိရင်like နဲ့ subscribe လေးလုပ်ပေးတော့ပါဦးကျေးဇူးတင်ပါတယ် bye bye